သူကငါ့ကိုချစ်ကိုချစ်ရမယ်အဲ့ဒီလိုမှပဲဒီချစ်ကတန်မိုးရှိမှဒါအပြင်ငါလိုရီမန်းချက်ကြီးရဲ့လူရဲ့လုပ်ပုံကံပုံတွေကအမြဲတမ်းတန်ရှင်းစင်ကြယ်နေလိမ့်မရှိဘူးသူတို့သာနည်းနည်းလေးတည်သွားရင်ငါ့ကိုစိတ်တစနာဝေဒနာရှင်စိုက်ခောက်လို့ထင်သွားလိမ့်မယ်ငါအကြောက်ဆုံးကသူငါ့ကိုလူသားစားပိတ်လူမာစတာလိုမျိုးကြည့်မလားဆိုတာပဲဒီအတိုင်းတွေးမိတာနဲ့တင်ငါကြောက်လာပြီးငါရဲ့ခံစားချက်တွေကိုထိန်းချုပ်ပြီးဖုန်းကိုဘေးမှာချထားလိုက်တယ်ငါမျက်နှာတစ်သွားတိုက်ဖို့ပြင်ဆင်နေတော့မှပဲငါတို့စကားပြောလို့ပြီးသွားပြီလို့ထင်ခဲ့တာဒါပေမဲ့အဲ့ဒီအချိန်မှာပဲဒါလီတောင်ဒဲလိုက်တောင်စီကဖုန်းလာခဲ့တဲ့အရေးကြီးတဲ့အလုပ်တစ်ခုပေါ်လာပြီးငါအခုလေးတင်အဆိုပြုချက် assignment အသစ်တစ်ခုရထားတယ်ဒါလီတောင်ကတိတိတတ်တာနဲ့စကားကိုလှုပ်ဝက်ချက်အနေနဲ့ဆွဲထားတယ်သူခိတ္တရက်ပြီးမှမင်းဒါကိုအရန်စိတ်ဝင်စားသွားလိမ့်မယ်လို့ပြောတယ်ငါမျက်နှာပေါ်မှာအပြုံးဖြော့ဖြော့လေးတစ်ခုပေါ်လာပြီးစနောက်တဲ့သဘောနဲ့ဟိုတညကလူရဲ့အကြောင်းကိုရှာဖွေဖို့တဲယူကငါတို့ကုမ္ပဏီကိုအလုပ်အပ်တယ်လို့တော့မပြောနဲ့နော်လို့မေးလိုက်တယ်ငါစကားကြောင့်ဒါလီတောင်မှာရေလုံးလို့ဘိုက်တောင်လာသွားတယ်သူကတကယ်လို့အဲ့ဒီလိုသာဆိုရင်တကယ်ကိုပြောစရာကြီးပဲဒါပေမဲ့ကန်ဆိုးတာကထန်တုံတန်းတုံရဲ့ထိတ်တန်းလူဖွဲ့စည်းရဲ့အထွတ်ထိပ်မှာထိုင်နေတဲ့အဲ့ဒီအမျိုးသမီးမှာကိုပိုင် professional အဖွဲ့ရှိပြီးသားပဲသူတို့ကအပြင်ကအကူအညီတောင်းစရာဘာလို့မလဲလို့ပြောတယ်ငါလည်းစကားကိုအရှိမဆွဲတော့ပဲဒါဆိုတကယ်အကြောင်းအရာကဘာလဲလို့တက်ပဲမေးလိုက်တယ်ဒါလီတောင်ကအေးလူလူပဲငါမင်းကိုအရေးအမွတ်တစ်ခုပေးမယ်ဒီအလောက်ကတန်မိသားစုစီကလာတာလို့ပြောတယ်ငါတိတ်မတွေးပဲချက်ချင်းမှန်ကန်တဲ့အဖြေကိုပေးလိုက်တယ်တန်တရန်ချီတင်းတင်ချီဒါလီတောင်ကဖုန်းထဲကနေလက်ခုပ်တီးပြီးငါ့ကိုချီကျူးပြီးငါရဲ့တိကျတဲ့ခံမှန်းမှုအပေါ်အံ့ဩသွားတယ်ပြီးတော့သူကမေးတယ်ဒါနဲ့ငါမှာအကြောင်းအရာတစ်ခုကိုစူးစမ်းခြင်းစိတ်ရှိနေတယ်မင်းငါ့ကိုဖြေပေးနိုင်မလားငါကလည်းဘာလဲလို့မေးလိုက်တယ်သူကပြီးခဲ့တဲ့18နှလုံးလုံးပျောက်ဆုံးနေတဲ့တန်မီသားစုရဲ့တားငယ်လေးဟာပြန်လာပြီးတန်မီသားစုရဲ့အာဏာကိုလူယူတော့မယ်ဆိုတဲ့ကောလာဟာလာကိုမင်းဘာလို့တမင်တကာဖြန့်ခဲ့တာလဲဒီထောင်ချောက်ထဲမှာတန်မီသားစုရဲ့တခြားအဖွဲ့ဝင်တွေမဟုတ်ပဲတန်နရန်ချီတယောက်တည်းပဲမိမယ်လို့မင်းဘာလို့ဒီလောက်ယုံကြည်နေရတာလဲလို့မေးတယ်ငါကအေးဆက်ဆက်အပြုံးတစ်ခုနဲ့ပြန်ဖြေလိုက်တယ်တန်နရန်ချီကငငယ်ကလေးကအရန်နာမည်ကြီးခဲ့တာအခုခေတ်မှာလူတွေကသူ့ကိုချီးကျူးလို့မဆုံးကြဘူးဒါပေမဲ့သူ့အမေကသူ့ရဲ့ပါရမီတွေလူအများရှိကိုစောစောစီးစီးရောက်သွားမှာကိုအမြဲတမ်းကြောက်နေခဲ့တာဒါကြောင့်သူ့ကိုအမြဲတမ်းနှိပ်ကွပ်ထားခဲ့တယ်ဒီအကြောင်းရင်းကြောင့်တန်ချီရဲ့စိတ်ထဲမှာအမြဲတမ်းမကျေနပ်မှုတွေရှိနေခဲ့တယ်သူကကိုတက်တည်ပြဖို့အတွက်အမြဲတမ်းကြီးကြီးမားမားတစ်ခုခုလုပ်ချင်နေတာဒါလီတောင်ကတိုးတိုးလေးရေရင်စကားဆက်ပြောတယ်ဒါကြောင့်မို့လို့ဒီကောလာဟာလာပြန့်သွားတဲ့အခါတန်မီသားစုရဲ့တခြားအဖွဲ့ဝင်တွေကစောင့်ကြည့်နေပေမဲ့ဘာရေးယူမှုမှလုံးမှာမဟုတ်ဘူးဒါပေမဲ့တန်နရန်ချီလိုမာနာကြီးပြီးကိုယုံကြည်မှုလွန်ကဲနေတဲ့လူကတော့ဒါဟာကိုတက်တည်ပြဖို့အတွက်အကောင်းဆုံးခွင့်ရေးပဲလို့တွေးလိုက်မယ်ငါကလည်းဟုတ်တယ်မင်းတွေးတာကွက်တီပဲလို့ပြောလိုက်တယ်သူကမင်းမစိုးရိမ်ပါနဲ့မင်းတို့တွေးဆုံပွဲပြည့်စုံအောင်ငါအားလုံးကိုအကောင်းဆုံးစီစဉ်ပေးမယ်တော့ပြေဆုံးမဲ့နေရာကိုခဏနေရင်ငါပို့ပေးမယ်လို့ပြောတယ်ဒါလီတောင်ဖုန်းချပြီးနောက်မှာငါမှာတန်တရန်ချီနဲ့မနှက်ဖြန်တွေ့ရမယ်လိပ်စာရလာခဲ့တယ်ငါဖုန်းကိုလက်ထဲကင်ပြီးတိုးတိုးလေးရေရွမိတယ်ကြည်ရင်နဲ့18နှစ်တောင်ရှိခဲ့ပြီပဲရုတ်တရက်အတိတ်ကအမတ်တရတွေငါခေါင်းထဲမှာပြန်လဲလက်ဆက်လာတယ်ငါရဲ့နာမည်ရင်းကတန်ဖြစ်ပြီးငါကအဖိုးအိုတန်အောင်တဲ့ရဲတူးတဲ့တော့အမွေခံဖြစ်တယ်လောလောဆယ်တန်မီသားစုရဲ့အာဏာအားလုံးကငါရဲ့အကိုကြီးလက်ထဲမှာရှိနေတယ်ဒါပေမဲ့သူကအဖိုးအိုတန်ရဲ့ဇနီးကအပြင်လူတစ်ယောက်နဲ့ရထားတယ်တရားမဝင်သားဖြစ်တယ်သူတို့တည်ဆုံသွားတဲ့အခါအဖိုးအိုတန်ကတနာပြီးသူ့ရဲ့သားရင်းလိုပဲကျွေးမွေးဆောင်ရှောက်ခဲ့တာငါမွေးဖွားလာပြီးနောက်မှာသူကငါ့ကိုတန်မီသားစုရဲ့အစစ်အမှန်အမွေခံဖြစ်စေခြင်းတဲ့အတွက်ငါရဲ့ပြုစုပြောင်းထောင်မှုအပေါ်ပဲအာရုံစိုက်ခဲ့တယ်ဒါပေမဲ့ငါအသက်8နှစ်ပဲရှိသေးတဲ့အချိန်မှာအဖိုးအိုတန်ကရုတ်တရက်ပျောက်ဆုံးသွားပြီးငါရဲ့အကိုကြီးကငါ့ကိုလှည့်စားပြီးကားတစ်စီးပေါ်တင်ကာမြို့ပြင်ဘက်ကိုမောင်းထုတ်ခဲ့တယ်ဒါပေမဲ့ငါကံကောင်းလို့အသက်ဘေးကလွတ်ခဲ့ပြီးတဲယူနဲ့ဆုံတွေ့ခဲ့တယ်ဒါကြောင့်ငါအသက်ကိုကယ်တင်ဖို့အတွက်သူတို့ရဲ့အားကိုးရတစ်ခုတည်းကိုပဲမြင်းမြဲစုပ်ကင်ထားခဲ့တယ်ငါသူတို့နဲ့အတူနေထိုင်ခဲ့ပြီးငြိမ်သက်နဲ့ကိုတမအောင်လုပ်ခဲ့တယ်အခုတော့ငါနှစ်ပေါင်းများစွာစီမံကိန်းချပြီးနောက်ငါရဲ့ပိုက်ကွအန်ကိုဖြန့်ချက်ထားပြီးငါတန်မီသားစုရဲ့လုပ်ငန်းအားလုံးနဲ့မူလာကငါပိုင်ဆိုင်မှုတွေကိုပြန်ယူရမယ်ငါသူတို့အားလုံးကိုဒီအတွက်ကြီးမားတဲ့တန်ဖိုးတစ်ခုပေးဆက်ခိုင်းစေရမယ်နောက်တစ်နေ့မှာငါတန်နရန်ချီနဲ့တွေ့ဆုံဖို့သတ်မှတ်ထားတဲ့ကဖေးဆိုင်ကိုရောက်သွားတဲ့တနာရီအပြည့်ဆောင်ပြီးတဲ့နောက်မှာတန်နရန်ချီကအေးလူလူပဲလမ်းလျှောက်လာခဲ့တယ်ငါရှိကလာနေတဲ့အဲ့ဒီလူကိုတေချာစိုက်ကြည့်နေမိတယ်အဆုံးမှာတော့ငငယ်တုန်းကငါတို့နှစ်ယောက်အတူတူကြီးပြင်းခဲ့ကြတာဒီလောက်နှစ်တွေကြာမှငါတို့နှစ်ယောက်ရဲ့ရုပ်တွင်ကလုံးဝပြောင်းလဲသွားခဲ့ပြီးတကယ်လို့ငါကသူ့ရဲ့အစစ်အမှန်မြည်သူမြည်ဝါဖြစ်ကြောင်းကိုကြိုမသိထားဘူးဆိုရင်ဒီနေ့တန်နရန်ချီကိုဘယ်တော့မှမှတ်မိမှာမဟုတ်ဘူးအဲ့ဒီအချိန်မှာပဲတန်တရန်ချီရဲ့မာနာကြီးတဲ့အတန်ထွက်လာတယ်စိတ်မရှိပါနဲ့ဗျာအစည်းအဝေးအသေးစားလေးတစ်ခုရှိနေလို့လာတာနည်းနည်းနောက်ကျသွားတယ်တန်တရန်ချီရဲ့အမူအရာမှာနောက်တရားရေးနည်းနည်းလေးမျှမရှိဘူးသူကတန်မီသားစုရဲ့တာကြီးဖြစ်တယ်လို့ထန်တုံရဲ့နံပါတ်1ရုပ်ချုံးမောင်လည်းဖြစ်တယ်သူ့အတွက်လူတွေကိုနာယူဝက်ဆောင်ခိုင်းတာကရိုးကိစ္စပဲလူအများကြီးကသူ့စီကချင်းစုံမှုရဖို့တောက်တနေကြရတာငါခေါင်းညှိပြပြီးကိစ္စမရှိပါဘူးငါလည်းအခုလေးတင်ရောက်တာပါလို့ပြောလိုက်တယ်အဲ့ဒီနောက်ငါကိုယ်တိုင်ရှိတိုးပြီးလက်ဆွဲနှုတ်ဆက်ကမိတ်ဆက်ပေးလိုက်တယ်ငါကလူတန်ဟိုးကန်ပါတီတစ်ခေါက်ခမရရဲ့အလုပ်ကိုငါပဲကင်တွယ်ပေးမှာပါတန်နရန်ချီကသူ့ရဲ့မူပိုင်အမူအရာနဲ့ပဲလက်ဆွဲနှုတ်ဆက်ပြီးအလုပ်အကြောင်းတက်ပဲပြောလာတယ်မင်္ဂလာပါငါ3ရက်နေရင်ခန်းနာတဲ့ပါတီတစ်ခုကျင်းပဖို့စီစဉ်နေတယ်
အဲ့ဒီအချိန်ထိလူမစ္စတာကငါရဲ့အဲ့ဒီဦးလေးငယ်ကိုဒီကိုခေါ်လာပေးနိုင်မလားငါခေါင်းငင်းပြလိုက်တယ်ဟုတ်ကဲ့တေချာပေါက်ခေါ်လာပေးလို့ရပါတယ်ဒါပေမဲ့ငါရဲ့လုံအားကကိစ္စကြတော့တန်တရန်ချီကငါဖုန်းကိုကြည့်ဖို့မျက်လုံးနဲ့အရေးရောင်ပြတယ်လူမစ္စတာခမားဖုန်းကိုစစ်ကြည့်လို့ရပါပြီငါဖုန်းထုတ်ကြည့်လိုက်တဲ့အခါဘဏ်ကနေငွေလွှဲဝင်တဲ့ message ရောက်နေတာကိုတွေ့ရတယ်ငါစိတ်ထဲကနေငွေပမာဏကိုရေတွက်ကြည့်လိုက်တယ်တန်မီသားစုရဲ့တာကြီးကတကယ်ပဲရက်ရောတာပဲသူကလုံအားခကိုနှစ်ဆပေးုံတင်မကပဲအပိုးစုကြီးဘောင်ယာပါပေးထားသေးတယ်သူကပြောတယ်ငါမင်းကိုဘာမှဖုံးကွယ်မထားပါဘူးဒီညတဲမိတ်ဂျီမက်ရဲ့ကိုပိုင်စီးပွားရေးပါတီတစ်ခုရှိတယ်ငါလိုချင်တာကမင်းဒီငွေတွေရဲ့အလဲလဲအနေနဲ့အဲ့ဒီပါတီရဲ့လိပ်စာအမှန်ကိုရှာပေးပြီးအဲ့ဒီကဖိတ်စာကတ်တစ်ခုစီစဉ်ပေးဖို့ပဲတန်နရန်ချီရဲ့ဒီစကားကိုကြားပြီးငါလက်တွေရက်တန့်သွားတယ်ဒီမင်းသားကြီးရဲ့နောက်ထပ်ဖြစ်မှတ်ကတခြားသူမဟုတ်ပဲငါရဲ့တင်မမဒီ sister ဖြစ်နေတယ်လို့ပဲအခုတော့ဒီဇလန်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပြီးငါနှကန်းပေါ်မှာအပြုံးဖြော့ဖြော့လေးပေါ်လာပြီးမေးလိုက်တယ်ဒါဆိုတန်မစ္စတာရဲ့အစီအစဉ်ကတင်မင်းနဲ့လှပတဲ့တိုက်ဆိုင်မှုဖြစ်တဲ့ဆုံတွေ့ခြင်းတစ်ခုလုပ်ဖို့ပေါ့သူကငါနဲ့တဲမစ်ကမိသားစုနောက်ခံပဲဖြစ်ဖြစ်ရုပ်ရည်ပဲဖြစ်ဖြစ်ဘလို့ကြီးကြီးတယောက်နဲ့တယောက်ကွက်တိကြတဲ့အဖော်တွေပဲကန်ဆိုးတာကငါတို့တယောက်နဲ့တယောက်ဆုံတွေ့ဖို့အခွင့်အရေးကောင်းမရခဲ့တာအဲ့ဒီနောက်သူကမာနတခွဲသားနဲ့ဆက်ပြောတယ်တဲမစ်ကငါအတွက်လုံးဝပုံအပ်လာမှာတေချာနေပြီးသားပဲဆိုတော့ငါကိုယ်တိုင်ပဲရှေ့တိုးပြီးပြည့်စုံတဲ့ဆုံတွေ့မှုတစ်ခုကိုစီစဉ်တာကပိုကောင်းတာပေါ့ဒါကနောက်ကျရင်လှပတဲ့အချစ်ဇလန်းလေးဖြစ်လာမှာငါငြိမ်ငြိမ်လေးတန်တရန်ချီရဲ့စကားတွေကိုနားထောင်နေခဲ့တယ်သူဒါတွေပြောနေတဲ့အချိန်မှာသူ့ရဲ့ယုံကြည်မှုကနောက်တစ်ဆင့် next level ကိုရောက်နေတာကိုငါသတိပြုမိတယ်။တေယူကသူ့ကိုမြင်မြင်ချင်းပထမဆုံးအချိန်မှတင်ချစ်သွားလိမ့်မယ်လို့သူလုံးဝယုံကြည်နေတယ်လို့ပဲဒီလူဘာလို့ဒီလောက်တောင်ကိုယုံကြည်မှုလွန်ကဲနေရတာလဲသူ့ကိုဒီလောက်ယုံကြည်မှုပေးနေတာဘသူလဲစကားပြောပြီးနောက်တန်နရန်ချီကငါဘာမှမပြောတာကိုမြင်တော့လူမစ္စတာမင်းဒီအဲထဲမှာပြဿနာတစ်ခုခုမြင်လို့လားဒါမှမဟုတ်မင်းဒီအလုပ်ကိုမလုပ်နိုင်လို့လားလို့ငါ့ကိုစိုက်ကြည့်ရင်အမူအရာနဲ့မေးတယ်ငါစိတ်ထဲကတွေးမိတယ်သူငါ့ကိုစမ်းတက်နေတာပဲငါကုမ္ပဏီရဲ့စွမ်းဆောင်ရည်ဘယ်လောက်ရှိလဲဆိုတာကြည့်ကျင်နေတာဒီအလုပ်ကတကယ်ပဲအရေးကြီးပုံရတယ်တကယ်လို့ငါဒါကိုတေချာမကင်တွယ်နိုင်ရင်ပြီးခဲ့တဲ့နှစ်နေငယ်အတွင်းကုမ္ပဏီထောင်ဖို့ငါစူးစမ်းခဲ့တဲ့အားထုတ်မှုတွေအားလုံးအချီးနှီးဖြစ်သွားလိမ့်မယ်ဒါကြောင့်ငါဒီအလုပ်ကိုအကောင်းဆုံးနည်းနဲ့လုပ်ရမယ်ဒါကိုတွေးမိတာနဲ့ငါမျက်နှာပေါ်မှာအပြုံးတစ်ခုပေါ်လာပြီးတန်မစ္စတာငါကိုငါမိနစ်လောက်အချိန်ပေးပါလို့ပြောလိုက်တယ်တန်နရန်ချီကသူ့လက်ပတ်နာရီကိုကြည့်ပြီးငါမင်းကို2မိနစ်ပဲအချိန်ပေးမယ်မင်းကိုယ်တိုင်ပဲကြည့်လို့ပါလို့ပြောတယ်ငါထိုင်ကုန်ကနေထားလိုက်ပြီးညိတက်တဲ့ထောက်တစ်ခုကိုသွားကတဲတီရဲ့ဖုန်းနံပါတ်ကိုတက်ပဲခေါ်လိုက်တယ်ဖုန်းမိပြီးချက်ချင်းပဲကင်လိုက်တယ်ဟိုဘက်ကနေဘာကိစ္စလဲလို့အတန်ထွက်လာတယ်ငါတန်တရန်ချီဘက်ကိုကြည်ရင်မေးလိုက်တယ်ဒီညခမားရဲ့ပါတီတစ်ခုရှိလားသူတို့ကပြောတယ်ဟုတ်တယ်ဂျော်ဂျီယန်ကစီစဉ်ထားတာဘာဖြစ်လို့လဲအန်တန်တေယူကတန်တရအနေငယ်နဲ့မေးတယ်ငါသူ့မေးခွန်းကိုမဖြေပဲပြောင်းပြန်မေးလိုက်တယ်ခမားတန်တရန်ချီကိုတိလားတေယူကပြန်ဖြတ်ခေတဲ့အင်းနမဲတော့ကြားဘူးလေဘာဖြစ်လို့လဲသူနဲ့ဘာဆိုင်လို့လဲငါကဒါဆိုသူဒီညခမရရဲ့ပါတီကိုလာမှာကိုတိလားလို့မေးလိုက်တယ်တဲ့ယူကစက္ကန့်နဲ့ငယ်လောက်ငြိမ်သွားပြီးမှကြောကြနေနဲ့သူနဲ့ဆက်ဆံရေးတော်တော်ကောင်းတယ်ဒီညပါတီကလည်းသူ့ကိုကြိုဆိုဖို့အတွက်လှုပ်ထားတာဖြစ်နိုင်တယ်လို့ပြောတယ်သူ့စကားကိုကြားတာနဲ့ငါကောင်းထဲမှာအရာအလုံးရှင်းလင်းသွားတယ်တန်တရန်ချီကငါရဲ့စွမ်းဆောင်ရည်ကိုစမ်းသပ်ဖို့အတွက်တိတိကြီးနဲ့ဒီပြဆက်ကိုလုပ်နေတာပဲငါဒီအကြောင်းကိုစုံစမ်းသိရှိနိုင်မလားမသိဘူးလားဆိုတာကိုကြည့်ဖို့နောက်ဆုံးတော့ငါတဲယူကိုကောင်းပြီးတန်တရန်ချီဒီညပါတီကိုလာလိမ့်မယ်လို့ပြောလိုက်တယ်အဲ့ဒီနောက်တဲယူနောက်ထပ်ဘာပြောမလဲဆိုတာကိုဂယုမဆိုင်ပဲဖုန်းကိုချက်ချင်းချလိုက်တယ်ရုတ်တရက်ငါတတိရတာကမနှက်ဖြန်မနှက်ကစပြီးငါတဲယူနဲ့အတူမနှက်စာစားဖို့ကိုတမင်တကာရှောင်နေခဲ့တာဘာလို့လဲဆိုတော့သူငါ့ကိုဟိုကြီးစားအကြောင်းလိန်ထားတာနဲ့လွန်ခဲ့တဲ့9ရက်ကညအကြောင်းကိုပြန်ပြီးမေးမြန်းစစ်ဆေးမှာကိုကြောက်လို့ပဲမျှော်လင့်တာကတော့သူအခုချိန်ထိဒီအကြောင်းကိုမေ့သွားလောက်ပြီပေါ့မျက်နှာပေါ်မှာချစ်စရာကောင်းတဲ့အပြုံးကိုပြန်ယူလာရင်းငါထိုင်ကုန်ကိုပြန်ရောက်လာခဲ့တယ်တန်မစ္စတာခမားလုံးဝမစိုးရိမ်ပါနဲ့ဒီညခမားနဲ့တဲမစ်တို့ကြမှာအရန်လာပါတဲ့ဆုံတွေ့မှုတစ်ခုဖြစ်လာမှာပါတန်နရန်ချီကဖြည်းဖြည်းချင်းပြုံးလိုက်ပြီးဒါဆိုရင်တော့ငါဒီဆုံတွေ့မှုကိုမနှက်ဖြန်အတွက်စိတ်မရှိစွာနဲ့စောင့်မျှော်နေမယ်လို့ပြောပြီးသူ့ရဲ့မူလမာနကြီးတဲ့အမူအရာနဲ့ထွက်သွားတယ်တန်တရန်ချီထွက်သွားတာနဲ့ချက်ချင်းပဲဒါလီတောင်စီကဖုံးလာခဲ့တယ်။ငါတန်တရန်ချီနဲ့ဖြစ်ခဲ့တဲ့စကားပြောဆိုမှုအားလုံးကိုအသေးစိတ်ပြောပြလိုက်တယ်။ဒါလီတောင်ကဒါတွေကိုကြားပြီးစက္ကန့်အနည်းငယ်လောက်ငြိမ်ချသွားပြီးနောက်ယူမတက်အော်ရတော့တယ်သူရဲ့လုံးလို့သူ့ရဲ့ရုံခန်းကကလထိုင်ပေါ်ကနေကျမ်းပြင်ပေါ်အထိလိမ့်ကျသွားတယ်။တန်မီသားစုရဲ့သားကြီးကတကယ်ပဲဟာတာလောက်တာပဲ။ဒါလီတောင်မှာပြောစရာစကားလုံးတောင်ရှာမတွေ့တော့ဘူး။သူအများကြီးတွေးပြီးနောက်အကိုအတိမတ်ပြုရမယ်သူ့ရဲ့ယုံကြည်မှုကတကယ်ကိုအော်ဟုတ်ကောင်းတယ်လို့ပြောတယ်။ခြုံငုံကြည့်ရင်အားလုံးအဆင်ပြေပေမဲ့ငါစိတ်ထဲမှာထူးဆန်းတဲ့ကြောက်ကြက်ဖြစ်မှုတွေပေါ်လာတယ်။ငါတွေးမိတာကတန်ရန်ချီရဲ့ပြစ်မှတ်ကလုံးဝရှင်းလင်းနေတယ်။သူကအစောကြီးကတည်းကဒီပါတီကိုတုံးပြီးတဲယူရဲ့အနာကိုကပ်ဖို့စီမံကိန်းချထားတာဒါပေမဲ့တဲယူကသူ့ကိုသဘောကျလိမ့်မယ်လို့သူဘာကိုအခြေခံပြီးဒီလောက်ယုံကြည်နေရတာလဲ။ဒါလီတောင်ကငါဘာမှပြန်မဖြေတာကိုမြင်တော့အာတန်မင်းသူတို့နှစ်ယောက်ကြားမှာအချစ်ဇလန်းစတင်သွားမှာကိုကြောက်နေတာလားလို့မေးတယ်။ငါမှဒီစကားအတွက်ပြန်ဖြေစရာအဖြေမရှိဘူးကြ။
အောက်တာတော့မဟုတ်ဘူးဒါကိုကြောက်တယ်လို့မခေါ်နိုင်ဘူးဒါပေမဲ့တန်တရန်ချီကတဲယူရဲ့အနာကိုကတ်ဖို့စူးစမ်းနေတာကိုတွေးမိတိုင်းငါစိတ်အခြေအနေမိုးတကပြက်ပြက်သွားတယ်ဒါပေမဲ့ငါမှတဲယူကိုတန်တရန်ချီနဲ့ဝေးနေပါလို့ပြောဖို့ဘာတရားဝင်အခွင့်အရေးဒါမှမဟုတ်ဆက်ဆံရေးမှမရှိဘူးဒါကိုတွေးမိတာနဲ့ငါနှလုံးသားထဲမှာထူးဆန်းတဲ့နာကျင်မှုတစ်ခုဖြစ်ပေါ်လာတယ်မင်းလိုရာထပ်ပို့ပြီးတွေးနေပြီးတဲမစ်ကတန်တရန်ချီနဲ့ဘာဆက်ဆံရေးမှဖြစ်မလာနိုင်ဘူးသူကငါ့ကိုနှစ်သိမ့်ရင်ဆက်ပြောတယ်မင်းကိုယ်တိုင်လည်းမြင်သားပဲဒီနှစ်တွေအတွင်းတဲမစ်ရဲ့ဘေးနားမှာတခြားပဲယောက်ျားမှမတွေ့ခဲ့ရဘူးသူတို့ရဲ့မင်းမျိုးမင်းနွယ်ဆန်တဲ့အေးဆက်ဆက်နဲ့တင်းကျပ်တဲ့အမူအရာကြောင့်ဘယ်သူမှသူ့အနာကိုကပ်ဖို့တောင်တတိမရှိကြဘူးဒါလီတောင်ရဲ့ဒီစကားကချက်ချင်းပဲငါမျက်နှာပေါ်မှာအပြုံးတစ်ခုတဲဆောင်လာပြီးတယ်ဒါကတော့လုံးဝအမှန်ပဲဒီနှစ်တွေအတွင်းတဲယူရဲ့အနာကိုကပ်ဖို့ကြကိုစားတဲ့ယောက်ျားတွေအများကြီးလာခဲ့ကြတယ်ဒါပေမဲ့ချွင်းချက်မရှိအားလုံးမျက်နှာပြက်ပြီးပြန်သွားကြရတာပဲပြီးတော့ငါကတော့ဒီကိစ္စမှာချွင်းချက်တွေတဲကမှချွင်းချက်ပဲအဆုံးမှာတော့ဒီကဘာပေါ်မှာငါထပ်ပူပြီးတဲယူနဲ့နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့လူဘယ်သူရှိအောင်မှာလဲည9 နာရီတိတိမှာငါတန်တရန်ချီနဲ့အတူတဲယူရဲ့အဲ့ဒီကိုပိုင်စီးပွားရေးပါတီကိုရောက်သွားတယ်ငါအတူတူလိုက်လာတာကိုတန်တရန်ချီကတိတ်ပြီးသဘောကျဖို့မပေါ်ဘူးသူ့မျက်နှာပေါ်ကမကျေနပ်မှုကိုမြင်တော့ငါသူ့ကိုရှင်းပြလိုက်တယ်ဒါကအရန်တီးတန့်ဖြစ်တဲ့ပါတီပဲတကယ်လို့ငါအတူရှိနေရင်တန်မစ္စတာအတွက်တဲမစ်ရဲ့အကြောင်းကိုအတွင်သတင်းအားလုံးလွယ်လွယ်ကူကူရနိုင်လိမ့်မယ်ငါစကားကိုကြားတော့သူကအေးဆက်ဆက်နှာခေါင်းရှုံပြီးဒီအတွက်တိတ်ပြီးမလိုအပ်ပါဘူးမင်းငါကိုလိပ်စာပဲပေးခဲ့ရင်ရပြီမင်းကတကယ်ပဲသူများအလုပ်ထဲကိုလိုတာထပ်ပူပြီးဝင်ဆွတ်ဖက်တာပဲလို့ပြောတယ်ငါငြိမ်နေခဲ့ပြီးဘာမှပြန်မပြောဘူးသူငါ့ကိုအတူမထားချင်ရင်တောင်မှငါကိုယ်တိုင်ကမျက်လုံးနဲ့ကြည့်ချင်တယ်တဲယူကတခြားလူတွေနဲ့တွေ့တဲ့အခါသူ့ရဲ့အမူအရာကငါနဲ့တွေ့တယ်လို့မျိုးပဲလာပြီးတော့အဲ့ဒီနှစ်ခုကြားမှာဘာကွာခြားချက်ရှိလဲဆိုတာကိုတန်တရန်ချီကငါ့ကိုပြန်လွတ်လို့မရတော့တဲ့အခါမတက်တာပဲသူ့နောက်ကနေလိုက်ခွင့်ပြုလိုက်တယ်ငါတကားဝမှာဖိတ်စာကတ်ကိုပြလိုက်တော့ဝန်ထမ်းတွေကငါတို့ကိုအထဲကိုခေါ်သွားတယ်တဲမစ်ရဲ့ဒီတီးတန့်ပါတီကိုလာကြတဲ့လူတွေကတော့ထန်တုံရဲ့ထိတ်တန့်မိသားစုတွေကတမိပြိုတွေပဲဖြစ်ကြတယ်။အဲ့ဒီအချိန်မှာမိန်းကလေး၄ယောက်တစုလေးရက်ပြီးတဲယူရဲ့အကြောင်းကိုပဲပြောနေကြတယ်။တယောက်ကအခုလေးတင်ကတဲမစ်ကိုဆိုဖာပေါ်မှာထိုင်ပြီးဂိမ်းကစားနေတာတွေ့ခဲ့တယ်လို့ပြောတယ်။ဒုတိယတစ်ယောက်ကပါဒါပေမဲ့သူကဘယ်တော့မှဂိမ်းမစော့ဘူးမလားလို့မေးတယ်တတိယတစ်ယောက်ကပြန်ဖြေတယ်ဒီအကြောင်းကိုငါသိတယ်သူတို့အိမ်ကအဲ့ဒီအသေးကျော်လေးကလွန်ခဲ့တဲ့ရက်ပိုင်းကဂိမ်းပွဲမှာရှုံးသွားလို့တော်တော်စိတ်ကောက်ပြီး2 နာရီအပြည့်ကြီးကြနေခဲ့တာလေတဲမစ်ကတကယ်တော့သူ့ရဲ့အသေးကျော်လေးရဲ့ဂိမ်းအဆင့် gaming rank score ကိုပြန်တက်အောင်ကိုယ်တိုင်ဂိမ်းစော့ပေးနေတာအဲ့ဒီအချိန်မှာစတုတ်ထမြောက်မိန်းကလေးကလည်းဒီစကားဝိုင်းနဲ့ဝင်လာပြီးလှုပ်ဝက်တဲ့လေတံနဲ့ပြောတယ်အဲ့ဒီအသေးကျော်လေးကိုမမြင်ရတာတော်တော်ကြာပြီးမသိဘူးအခုတလောသူ့တန်ကအဲ့ဒီမှာတင်ရက်သွားတယ်ဘာလို့လဲဆိုတော့သူ့မျက်လုံးကသူတို့ပြောနေတဲ့အသေးကျော်လေးစီကိုတက်တက်ကျသွားလို့ပဲငါနဲ့သူ့မျက်လုံးချင်းစုံမိသွားတဲ့အခါသူကအပြုံးတူတစ်ခုပေးပြီးချက်ချင်းပါဆက်ပိတ်လိုက်တယ်ကျန်တဲ့မိန်းကလေး3 ယောက်လည်းငါ့ကိုမြင်ပြီးအံ့ဩသွားကြပြီးတော့သူတို့ရဲ့အကြည့်တွေကငါဘေးမှာရက်နေတဲ့တန်တရန်ချီစီကိုရောက်သွားကြတယ်သူတို့မျက်လုံးထဲမှာမေးခွန်းတွေအများကြီးရှိနေတယ်ငါသူတို့ကိုကြည့်ပြီးပြုံးပြလိုက်တယ်ပြီးတော့ဖြည်းဖြည်းချင်းတန်နယန်ချီရဲ့နာနာကပ်ပြောလိုက်တယ်တန်မစ္စတာတေမစ်ကအထဲမှာရှိပါတယ်တန်နယန်ချီကခေါင်းငိမ့်ပြပြီးရှေ့ကိုတက်သွားတယ်ငါလည်းသူ့နောက်ကနေလိုက်သွားတယ်ငါတို့သူတို့နဲ့နည်းနည်းဝေးသွားတဲ့အခါအဲ့ဒီမိန်းကလေးတွေကတယောက်ကိုတယောက်ကြည့်ပြီးတိုးတိုးလေးပြောနေကြတယ်ဒီအသေးကျော်လေးကအခုဘာပြဆက်အစ်စ်ခင်းနေပြန်ပြီလဲသူကတန်မီသားစုရဲ့သားကြီးကိုပါသူ့နဲ့အတူဒီကိုခေါ်လာတာပဲသူကသူ့ကိုတေမစ်နဲ့မိတ်ဆက်ပေးဖို့ခေါ်လာတာလားပြဤခဲ့တဲ့တစ်ခေါက်တဲမစ်တခြားလူတစ်ယောက်နဲ့တွေ့တော့ကဒီအသေးကျော်လေးကကိစ္စအကြီးကြီးလုပ်ပြီးစိတ်ကောက်ခဲ့သေးတာမဟုတ်ဘူးလားဒါဆိုဒီနေ့ကျမှသူကိုယ်တိုင်ဘာလို့တခြားယောက်ျားတစ်ယောက်ကိုခေါ်လာပြီးမိတ်ဆက်ပေးရတာလဲနောက်ဆုံးတော့သူတို့အားလုံးပူးပေါင်းပြီးဒီအသေးကျော်လေးရဲ့ကိစ္စတွေထဲဝင်မဆွတ်ဖက်တာပဲပညာရှိရာရောက်မယ်လို့ဆုံးဖြတ်လိုက်ကြတယ်တကယ်လို့ဒီမျိုးသမီးရဲ့စိတ်ကကြောက်ဖြစ်သွားရင်ငါတို့တဲကဘယ်သူမှအေးအေးဆေးဆေးနေရမှာမဟုတ်ဘူးဒါကိုတွေးပြီးသူတို့အားလုံးပါဆက်ပိတ်လိုက်ကြတယ်ငါတန်တရန်ချီကိုခေါ်ပြီးအခန်းထဲကိုဝင်သွားတာနဲ့ဂိမ်းထဲကနေစိတ်လှုပ်ရှားစရာအတန်တစ်ခုထွက်လာတယ်ဖန်ထဲကောအိုးမြတ်စွာဘုရားဒါကတကယ်ကိုအံ့ဩဖို့ကောင်းလိုက်တာဖုရားကြီးတဲယူမကတော့တကယ်ပဲကျမရဲ့နတ်ဖုရားမပဲအဲ့ဒီအချိန်မှာငါစိတ်ထဲမှာပြေးသွားပြီးတဲယူကိုဖက်ကနမ်းလိုက်ခြင်းစိတ်ပေါ်လာတယ်ဒါပေမဲ့အဲ့ဒီမှာတခြားလူတွေလည်းရှိနေတာကြောင့်ငါရဲ့ဒီစိတ်ကူးကိုအဲ့ဒီမှာတင်ဖိနှိပ်ထားလိုက်ရတယ်တန်နယန်ချီကငါ့ကိုတားပြီးမင်းဒီမှာပဲရက်နေငါကိုယ်တိုင်ရှိတိုးပြီးတဲမစ်ကိုနှုတ်ဆက်လိုက်မယ်လို့ပြောတယ်ငါစိတ်ထဲမှာလည်းဒီတန်မီသားစုရဲ့တားကြီးကတဲယူကိုဆွဲမှတ်အောင်ဗာမျက်လက်ပြမလဲဆိုတာကိုသိချင်တဲ့စူးစမ်းစိတ်ရှိနေတယ်ဒီထောင်ကနေကြည့်ရင်ဆိုဖာပေါ်မှာထိုင်နေတဲ့အမျိုးသမီးကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်သူကအရန်ကိုစိတ်အေးလက်အေးနဲ့ပြင်းရတဲ့ပုံစံမျိုးနဲ့ဆိုဖာရဲ့နောက်မိကိုမိထားပြီးသူ့ရဲ့ရှည်လျားတွေလျားတဲ့ခြေထောက်တွေကိုတစ်ဖက်ပေါ်တစ်ဖက်တင်ထားတယ်သူကခဏလောက်သူ့ဖုန်းကိုဟိုကလီဒီကလီလုံနေပြီးတော့ဘေးကိုပစ်ချလိုက်ကစိတ်ထဲကနေအဲ့ဒီအတိတ်ပဲမရှိတဲ့ဂိမ်းကိုဆဲဆူနေတယ်မသိဘူးအာတန်ကဘာကိုဒီလောက်စိတ်ကောက်နေလဲမသိဘူးထမင်းတောင်မစားဘူးတကယ်ပဲဒီအရာကဒီလောက်တန်ဖိုးရှိလို့လားသူ့စကားကိုကြားပြီးငါစိတ်ထဲကတွေးမိတယ်ငါရဲ့ချစ်လှစွာသောမလူတိုင်းကမလို့ပါရမီရှင်ဉာဏ်ကြီးရှင်ဖြစ်နေမလားငါရဲ့ဂိမ်းရမတ်ကိုတက်အောင်လုပ်ဖို့ကငါအတွက်ဘလောက်ကောင်းခဲ့စရာလဲဘာတိမှလဲငါတန်နယန်ချီဘက်ကိုကြည့်လိုက်တယ်သူကတဲယူရဲ့အနာကိုသွားဖို့အလင်းစလိုမပြဘူးသူကအရင်ဆုံးဖန်ခွက်နှစ်ခွက်ထဲကိုရှမ်ပိန်ငယ်ထည့်လိုက်ပြီးတော့သူတို့စီကိုခြေလန်းသွားတယ်တန်နယန်ချီရဲ့လက်ထဲကရှမ်ပိန်ရေကဖြည်းဖြည်းချင်းလှုပ်ခါနေတယ်သူ့ရဲ့အစီအစဉ်ကတဲယူရဲ့အဝတ်စားဖို့ကိုတမင်း
တကားဖြော်ရည်မောက်ချဖို့လားဒါကတော့အရန်ရိုးဤပြီးဟောင်းနှမ်းနေတဲ့နီလန်ပဲသူတကယ်ပဲအဲ့ဒီလိုလုံးမလားငါဒါကိုတွေးနေတော့မှာပဲတန်နယန်ချီကတယူရဲ့အနာကိုရောက်တာနဲ့သူ့လက်ထဲကဖန်ခွက်ကတကယ်ပဲဟန်ချက်ဖြစ်လာတယ်တေယူကသတိရှိရှိနဲ့သူ့မျက်လုံးတွေကိုမော့ကြည့်လိုက်တယ်သူ့ရဲ့အေးဆက်ပြီးအနေရရှိတဲ့အကြည့်ကတန်ဒရန်ချီကိုအဲ့ဒီနေရာမှာတင်တောင့်ခဲသွားစေတဲ့သူ့ခန္ဓာကိုယ်ကတစ်စက္ကန့်လောက်တုံ့ပြန်ဖို့တောင်မေ့သွားတယ်လို့ပဲတေယူရဲ့စိတ်ခံစားချက်ငိုတကပြတ်သွားပြီးသူကအဲ့ဒီစိမ့်သက်တဲ့ယောက်ျားကိုစိုက်ကြည့်နေတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတင်သူ့ရဲ့အကြည့်ကထောက်တနေရာမှာထိုင်နေတဲ့ငါးစီကိုရောက်လာတဲ့အခါသူ့မျက်လုံးထဲကဒေါသတွေအားလုံးပျောက်ကွယ်သွားတဲ့သူ့ရဲ့နှက်ခမ်းပေါ်မှာအပြုံးဖြော့ဖြော့လေးတောင်ပေါ်လာခဲ့တယ်တန်ဒရန်ချီကတခုခုနဲ့ကိုပြန်ထိန်လိုက်ပြီးလက်ထဲကရှမ်ပိန်ခွက်ကိုကင်ကတဲယူရဲ့ဘေးနားကတယောက်ထိုင်ဆိုဖာပေါ်မှာထိုင်လိုက်တယ်သူကအရန်ကိုတရားဝင်ဆန်တဲ့လေတံနဲ့ပြောတယ်တဲမင့်ငါခမည်းနဲ့စီးပွားရေးသဘောတူညီချက်တစ်ခုအကြောင်းစကားပြောချင်တယ်ငါတိတ်တဆိတ်တဲယူကိုငါမျက်လုံးနဲ့အရေးအယောင်တစ်ခုပြလိုက်တယ်တဲယူကသူ့အကြည့်ကိုလွှဲလိုက်ပြီးတန်ဒရန်ချီကိုတစ်စက္ကန့်လောက်ကြည့်ခါပြီးတော့ဖုန်းကိုပြန်ကောက်ကင်ပြီးဂိမ်းပြန်စောနေတယ်ဒီလိုမျိုးလစ်လူရှုခံရတာတော့တန်ဒရန်ချီကစိတ်မပြတ်သွားဘူးသူစကားဆက်ပြောတယ်တဲမင့်ဒီသဘောတူညီချက်ကိုခမည်းတေချာပေါက်စိတ်ဝင်စားလိမ့်မယ်ဘာလို့လဲဆိုတော့ဒါကလူဘီလာလို့ပါရဲ့အဲ့ဒီအသေးကြော်လေးအကြောင်းမို့လို့ပဲကိုအကြောင်းကိုကြားတာနဲ့ငါရဲ့စိတ်ဝင်စားမှုကရုတ်တရက်တိုးလာခဲ့တယ်ငါမတ်ထိုင်ပြီးသူတို့စကားကိုတိတိကျကျနားထောင်နေမိတယ်တဲယူကလည်းအခုမှပဲတန်နယန်ချီဘက်ကိုလှည့်ကြည့်တယ်သူကပြောတယ်တဲမစ်ခမည်းဒီအကြောင်းကိုရိပ်မိမှာမဟုတ်ဘူးခမည်းကတစ်နှစ်ပတ်လုံးမင်္ဂလာဆောင်တဲ့ကိစ္စတွေနဲ့ဝေးနေတော့အပြင်လူတွေကခမည်းနဲ့လူပီလာရဲ့အသေးကြော်လေးရဲ့ဆက်ဆံရေးကိုတွေးပြီးအမျိုးမျိုးသောကောလာဟလတွေဖြန့်နေကြတယ်တဲယူကအေးဆက်ဆက်ရေမောတန်နဲ့မင်းရဲ့တတိကတော့တော်တော်ကြီးတာပဲမင်းကရှေ့မှာဘာတွေတိတ်ပဲမရှိတာတွေလာပြောနေလဲဆိုတာမင်းတီလာလို့ပြောလိုက်တယ်သူ့စကားကိုကြားတော့တန်နရန်ချီကတဲယူရဲ့ဒေါသကိုတိတိကျကျခံစားမိသွားတယ်ဒါပေမဲ့သူကစကားကိုဆက်ပြောနေတော့မယ်ကျွန်တော်သိပါတယ်ခမည်းကအယမ်းမြင့်မားတဲ့ယာတုနေရာမှာရှိနေပြီးဒီလိုအတိတ်ပဲမရှိတဲ့ကောလာဟလတွေကိုဂရုစိုက်မှာမဟုတ်ဘူးဆိုတာဒါပေမဲ့အဲ့ဒီအသေးကြော်လေးကအခုထိအယမ်းငယ်သေးတယ်တကယ်လို့ဒီစကားတွေကသူ့အပေါ်မှာမကောင်းတဲ့တက်ရောက်မှုရှိသွားရင်ဘယ်လိုလုပ်မလဲဒါကြောင့်ခမည်းအခုချိန်မှာတယောက်ယောက်နဲ့ဆစ်ဆက်လိုက်ရင်ဒီကောလာဟလတွေအားလုံးအလိုလျောက်ပြောက်ကွယ်သွားလိမ့်မယ်ဗျပြီးတော့ဒီထန်တုံမျိုးတစ်မျိုးလုံးမှာကြည့်မယ်ဆိုရင်ကျွန်တော်တယောက်တည်းပဲခမည်းရဲ့ခင်မှုဖြစ်ဖို့အရေးချင်းရှိတာငါတိတ်တဆိတ်တန်တရန်ချီရဲ့ဒီပြဆက်ကိုကြည့်နေခဲ့တယ်ငါစိတ်ထဲကတွေးမိတယ်သူ့ရဲ့နီလန်ကအရန်ဟောင်းနေပေမဲ့သူ့မှာထူးခြားတဲ့ဆွဲဆောင်မှုတစ်ခုရှိနေတာကိုတော့အတိမတ်ပြရမယ်သူ့ရဲ့ရုပ်ရည်ကလည်းတော်တော်လေးဆွဲမစရာကောင်းတယ်တကယ်လို့ငါသာတည်ယူရဲ့နေရာမှာဆိုရင်ငါလည်းဒီအချက်ကိုသဘောတူမိမှာပဲဒါကိုတွေးမိတာနဲ့ငါနည်းနည်းနာဘက် nervous ဖြစ်သွားပြီးတည်ယူဘက်ကိုကြည့်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲတည်ယူကလည်းငါဘက်ကိုလှည့်ကြည့်ပြီးသူ့နှုတ်ခမ်းပေါ်မှာအေဂျင့်နဲ့အပြုံးတစ်ခုပေါ်လာတယ်သူကအရန်ရိုးရိုးပဲပြောလိုက်တယ်မင်းရဲ့ဒီအဆိုပြုချက်ကမစိုးပါဘူးငါဒီအကြောင်းကိုစဉ်းစားပါမယ်ငါတစ်စက္ကန့်လောက်လုံးဝအံ့ဩသွားတယ်ဒါကဘာအတိတ်ပဲလဲသူဘာတွေတွေးနေတာလဲငါကတော့ဒီအတိုင်းသူသဘောတူလိမ့်မယ်လို့တွေးမိုံပဲရှိသေးတာသူကတကယ်ကြီးသဘောတူလိုက်တာလားတဲယူရဲ့ဘက်ကနေဒီလိုအကောင်းမြင်တဲ့တုံ့ပြန်မှုရလိုက်တာနဲ့တန်တရန်ချီရဲ့မျက်နှာပေါ်မှာမာနာကြီးတဲ့အပြုံးတစ်ခုပေါ်လာတယ်သူကငါတို့ရှေ့ဆက်မဲ့အစီအစဉ်တွေကိုစကားပြောလို့ရပြီးဥပမာအားဖြင့်အစပိုင်းမှာငါတို့ပါတီအချို့ကိုအတူတူသွားလို့ရတယ်ဒါကဘာမှမစိုးပါဘူးလို့ပြောတယ်တဲယူကခဏလောက်တွေးချင်ဟန်ဆောင်ပြီးခေါင်းမော့ကကောင်းပြီးဒါဆိုရင်ဒီညအတူတူညစာသွားစားကြတာပေါ့လို့ပြောလိုက်တယ်သူပါဇက်ကနေဒီစာကြောင်းထွက်လာတာနဲ့ငါမျက်နှာတစ်ခုလုံးလုံးဝမှောင်မိုက်သွားပြီးငါအကြည့်တွေကတဲယူပေါ်မှာပဲရက်တန့်သွားတယ်ငါစိတ်ထဲကတွေးမိတယ်ငါတို့ရဲ့ကြီးမြတ်ပြီးမြင်မာတဲ့ယာရုရှိတဲ့တဲမစ်ဟာသူ့အနာကတ်တဲ့ယောက်ျားတွေကိုအမြဲနှင်ထုတ်ပြီးအေးဆက်ဆက်နိုင်ခဲ့တာအခုတော့ဒီတန်တရန်ချီရဲ့စကားသုံးခုလောက်နဲ့တင်သဘောတူသွားပြီးဒါကဘာကိုဆိုလိုတာလဲရှင်းနေတာပဲတဲယူကသူ့နဲ့အတူအနာကတ်ကိုမြင်နေပြီးဒါဆိုငါကကောငါရဲ့တန်ဖိုးကသူ့ရှေ့မှာဘာရှိလို့လဲဒါကိုတွေးမိတာနဲ့ငါသွားတွေကိုကြတိတ်ပြီးအရန်တိုးတဲ့အတန်နဲ့ဒေါသထွက်ရင်ပြောလိုက်တယ်တဲယူမမကအရန်လေတာပဲငါမမနဲ့ဘယ်တော့မှစကားမပြောတော့ဘူးအဲ့ဒီနောက်ငါအဲ့ဒီမှာဆက်နေခြင်းစိတ်လုံးဝမရှိတော့ဘူးငါချက်ချင်းလှည့်ပြီးအပြင်ကိုထွက်လာခဲ့တဲ့ငါ back pop ရဲ့အပြင်ကိုထွက်သွားတာမဟုတ်ပဲနားနေခန်း restroom တစ်ခုထဲဝင်ထိုင်ပြီးဒေါသတကြီးနဲ့ယူမတက်တဲ့ယူစီကိုမက်ဆေ့ချ်တွေတောက်လျှောက်ပို့နေမိတယ်ငါဒေါသထဲမှာဘလောက်တောင်နှိမ့်ညွတ်နေလဲဆိုရင်နားနေခန်းတကားပဲအချိန်မှာပွင့်သွားလဲဆိုတာတော့မသိလိုက်ဘူးအဲ့ဒီအမျိုးသမီးကတိတ်တဆိတ်လာပြီးငါရှိမှရက်လိုက်တယ်သူ့ရဲ့ဖုန်းကငါမက်ဆေ့ချ်တွေကြောင့်တုံခါနေတော့မဲတဲယူကနောက်ကနေတကားပိတ်ပြီးငါရှိတဲ့မှာလာရက်တယ်ငါဒေါသတကြီးနဲ့သူ့ကိုစိုက်ကြည့်လိုက်တယ်သူကသူ့မျက်ခုံးတစ်ဖက်ကိုပင့်ပြီးအာတန်မင်းကကိုအမျိုးသမီးဆိုးလို့ပြောနေတာလားလို့မေးတယ်ငါလွန်ခဲ့တဲ့ခဏကတန်နရန်ချီကိုသူပေးခဲ့တဲ့အဖြေကိုတတိယပြီးပြန်ပြီးညှင်းခုန်လိုက်တယ်မမကအဲ့ဒီလိုမဟုတ်လို့လားအဲ့ဒီလူပြောသမျှကိုမမကဘာမှမတွေးပဲသဘောတူလိုက်တာပဲထန်တုံရဲ့ဒီလောက်ကြဒီမားတဲ့တေမိတ်ကရုတ်တရက်ဘာလို့ဒီလောက်အုံနောက်မရှိသလိုဖြစ်သွားရတာလဲဒီကဖဲပါငါမမနဲ့ဘာစကားမှမပြောချင်ဘူးငါထိုင်ကုန်ကနေထားပြီးသူ့ကိုနောက်ကိုတွန်းထုတ်ကအပြင်ကိုထွက်ဖို့ပြင်းနေဒါပေမဲ့တေယူကငါလက်ကိုမြဲမြဲစုပ်ကင်ထားခဲ့တယ်သူကစားနောက်တဲ့လေတံနဲ့ပြောတယ်အဆုံးမှာတော့အဲ့ဒီလူကိုတို့ရဲ့အသေးကြော်လေးကိုယ်တိုင်ပဲခေါ်လာတာမဟုတ်ဘူးလားဒါကြောင့်တို့ကသူ့ကိုနည်းနည်းတော့မျက်နှာပေးရမှာပေါ့မဟုတ်ရင်တို့ရဲ့အသေးကြော်လေးကပြန်ပြီးစိတ်ကောက်ဦးမယ်သူငါ့ကိုပြန်ပြီးရွှေ့ပြောနေတာပဲငါသွားကြည့်ပြီးဒေါသတကြီးပြောလိုက်တယ်အိုးဟုတ်ပါပြီဒါဆိုလို့ရဲ့ကြီးမြတ်လာတဲ့တဲမစ်ကိုအရန်ပဲကျေးဇူးတင်ပါတယ်ငါကြောင့်နဲ့အဲ့ဒီလူကိုဒီလောက်တောင်လေးစားမှုပေးခဲ့တဲ့အတွက်တဲယူကပြုံးပြီးရပါတယ်တို့ကဘသူကိုမဆိုဒီလိုလေးစားမှုမပေးတတ်ပါဘူးကိုယ့်ရဲ့အသေးကြော်လေးအတွက်ပဲဒီလိုလုပ်တာပါလို့ပြောတယ်
ငါအေးဆက်ဆက်နှာခေါင်းရှုံပြီးတမင်တကာထူးဆန်းတဲ့လေတံနဲ့ပြောလိုက်တယ်ဒါဆိုရင်တော့မင်းအနေနဲ့အချိန်မဖြုံးသင့်ပါဘူးတမ်မစ္စတာကအပြင်မှာစောင့်နေပါတယ်ငါလည်းငါရဲ့ဖြစ်လာမဲ့ရီးစား girlfriend ကိုတွားရှာရမယ်ဘိုင်ဘိုင်ဒါကိုကြားတာနဲ့တဲယူရဲ့မျက်နှာအမူအရာကချက်ချင်းပြောင်းလဲသွားတယ်ဖြစ်လာမဲ့ရီးစားဟုတ်လားမင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကစတင်နေပြီလားငါတမင်တကာအံ့ဩချင်အောင်ဆောင်ပြီးမဟုတ်ရင်ဘာဖြစ်ရမှာလဲငယ်ရွယ်တဲ့အရွယ်မှာလူတွေကအခြေရေးကိုအကောင်းဆုံးခံစားတင်တာပေါ့ငါမလို့မဖြစ်ချင်ဘူးဒီအသက်အရွယ်ရောက်တဲ့အထိတယောက်တည်းဖြစ်နေပြီးအခုမှတခြားလူတွေနဲ့စီးပွားရေးသဘောတူညီချက်ပြဆက်တွေခင်းနေတာဒါကတကယ်ကိုရည်စရာကောင်းတယ်ငါလက်ကိုသူ့စီကနေရုံထွက်ပြီးတကားဘက်ကိုလှမ်းသွားတယ်ငါခြေလမ်းနှဲငယ်ပဲလှမ်းရသေးတယ်နောက်ကနေသူ့ရဲ့တည်ကြည်တဲ့အတန်ထွက်လာတယ်ငါမင်းကိုရွေးချယ်စရာနှစ်ခုပေးမယ်မင်းကိုယ်တိုင်အဲ့ဒီမင်းကလေးနဲ့ဆက်ဆံရေးဖြစ်မလားဒါမှမဟုတ်ငါကိုယ်တိုင်သွားပြီးသူ့ကိုရှင်းရှင်းလင်းလင်းပြောရမလားငါခေါင်းလှည့်ပြီးနောက်ကိုကြည့်လိုက်တယ်သူကဘာခံစားချက်မှမရှိတဲ့မျက်နှာနဲ့ငါ့ကိုစိုက်ကြည့်နေတယ်ငါစိတ်ထဲမှာနည်းနည်းကြောက်စိတ်ရှိနေပေမဲ့ငါရဲ့စွတ်တရက်စိတ်နဲ့ပဲဆက်ပြီးငင်းခုန်နေမိတယ်မမကတခြားယောက်ျားတွေနဲ့တွေ့နိုင်ရင်ငါကောဘာလို့မိန်းကလေးတယောက်နဲ့မတွေ့နိုင်ရမှာလဲတဲယူမမကငါထက်အသက်ကြီးတာကိုအခွင့်ကောင်းယူပြီးငါရဲ့ကိုယ်ပိုင်ဘဝတဲကိုဝင်ဆွတ်ဖက်လို့မရဘူးတဲယူကငါစကားတွေကိုဂရုမစိုက်ဘူးသူကအေးဆက်ဆက်လေးတန်းနဲ့ပဲအာတန်တို့ဒီစကားကိုဒုတိယအကြိမ်ထပ်မပြောပြရစေနဲ့လို့ပြောတယ်ငါလည်းအခုဒီအကြောင်းအရာကိုဆက်ပြီးအရှိမဆွဲချင်တော့ဘူးဒါကြောင့်ငါလက်ကိုလွှဲပြီးအဲ့ဒီကနေထွက်ပြေးဖို့အကြောင်းပြချက်ရှာရင်းပြောလိုက်တယ်တန်တရန်ကြီးအပြင်မှာငါ့ကိုစောင့်နေတယ်ငါအရင်သွားတော့မယ်တဲယူကငါထွက်သွားတဲ့ကြောပြင်ကိုကြည့်ရင်ငါ့ကိုဆွဲပြီးပြန်မခေါ်မိအောင်ကိုထိန်းချုပ်နေခဲ့တယ်ဒါကငါအိမ်ကအသေးကြော်လေးပဲဒါကငါအိမ်ရဲ့အချစ်တော်လေးပဲစိတ်မဆိုးရဘူးနော်စိတ်အေးအေးထားဒါပေမဲ့တမိနစ်တောင်မပြည့်ခင်မှာတင်တဲယူကသူ့ဖုန်းကိုထုတ်ပြီးဖုန်းခေါ်လိုက်တယ်မင်းတို့ကိုတာမန်မိန်းကလေးတယောက်ရဲ့နောက်ကျောင်းကိုစုံစမ်းဖို့ခိုင်းထားတာအဲ့ဒါလေးကိုတော့မလုပ်နိုင်ကြဘူးလားငါတကယ်ပဲအတုံးမကျတဲ့သူတွေကိုမွေးထားမိတာပဲနောက်ထပ်24နာရီအတွင်းမှာသူ့ရင်ထဲမှာရှိတဲ့အဲ့ဒီမိန်းကလေးရဲ့အချက်လက်အလုံးကိုငါရချင်တယ်တခြားတစ်ဖက်မှာတော့ငါဟာငါရဲ့ခံစားချက်တွေကိုအတက်နိုင်ဆုံးထိန်းချုပ်ပြီးပါတီပွဲတွေကိုပြန်ဝင်လာခဲ့တယ်ကျင်ဒီယန်ချီကငါ့ကိုမြင်ချင်းပဲသူ့ရဲ့မျက်ခုံးတွေကိုတွန့်ချိုးပြီးစုလိုက်ရင်မင်းကိုလိုက်ရှာဖို့ပြင်နေတာမင်းတဲ့ချိန်လုံးဘယ်တွေပြောင်းနေတာလဲလို့မေးတယ်ငါကလည်းတကယ်ပဲ sorry ပါဗျာကျွန်တော်ပိုင်းနေမကောင်းလို့ဝါရှာရုံမှာအချိန်နည်းနည်းပူကြသွားတာပါလို့ပြောလိုက်တယ်ဟင်ဒီယန်ချီရဲ့မျက်လုံးတွေထဲမှာတော့အရင်ကအတိုင်းမာနထောင်မှုနဲ့ကိုယုံကြည်မှုလွန်ကဲတာတွေအထင်သာမြင်နေရတော့ပဲသူကပျော်ရွှင်နေတဲ့လေတံနဲ့ကဲထားလိုက်ပါတော့ဒါတွေကအပိုးတွေပါအခုငါတို့ပြန်ရမယ့်အချိန်ရောက်ပြီးတော့မင်းကိုတည်င်းကောင်းတစ်ခုပေးရအောင်မယ်တမီးသို့မဟုတ်တမီးကဒီညအတူတူညစာစားဖို့ငါ့ကိုကိုယ်တိုင်ဖိတ်ခေါ်ထားတယ်လို့ပြောတယ်ငါဟာငါရဲ့ဒေါသကိုမနှဲစိတ်လျှော့ထားရတာပါဒါပေမဲ့တင်ဒီယန်ချီရဲ့ဒီစကားတခွန်းကြောင့်ငါရဲ့စိတ်အခြေအနေဟာပြန်ပြီးတော့လုံးဝပျက်စီးသွားရပြန်တယ်တယူမမကတကယ်ပဲဘာကိုတက်တည်ပြချင်နေတာလဲဒီနေ့အထိဘသူရဲ့ဖိတ်ခေါ်မှုကိုမှလက်မခံခဲ့တဲ့အမျိုးသမီးကအခုတော့ဒီလူကိုကိုယ်တိုင်ရှေ့ထွက်ပြီးဖိတ်ကြားနေတယ်ဟုတ်လားမဟုတ်ဘူးဒီကိစ္စတစ်ခုလုံးမှာတေချာပေါက်တစ်ခုခုလွဲချော်နေပြီးပြည့်ရဲ့တစ်ခုခုရှိနေပြီးငါအနောက်ကိုပြန်ပြေးသွားပြီးသူ့ကိုဓာတ်ရိုက်မေးခွန်းထုတ်ချင်စိတ်ပေါက်လာမိတယ်ဒါပေမဲ့ဒီအချိန်မှာငါကကျင်ဒီယန်ချီကိုအဲ့ဒီကနေလှုပ်ဆက်လွတ်လိုက်ဖို့ပဲလိုတယ်ငါမျက်နှာပေါ်မှာအပြုံးတူတစ်ခုဆင်ញမ်းပြီးကျင်ဒီယန်ချီကိုအပြင်ထိလိုက်ပို့ပေးခဲ့တယ်သူရှိကိုဆက်လျှောက်သွားတာနဲ့ငါလည်းချက်ချင်းပဲအထဲကိုပြန်လှည့်ဝင်လာခဲ့တယ်ငါအဲ့ဒီတီးတန့်အခန်းရဲ့တကားကိုအတန်ကျဲကြီးမြည်အောင်စောက်ပိတ်လိုက်တဲ့အခန်းထဲမှာထိုင်နေတဲ့မိန်းကလေးတွေကဒီအတန်ကြောင့်စိတ်ဆိုးတော့မလို့ဖြစ်သွားပေမဲ့တကားဖွင့်ဝင်လာသူဟာသမီးစီရဲ့အချစ်တော်လေးအန်ထန်ဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါမှာတော့အားလုံးကဘာမှမမြင်လိုက်မသိလိုက်တဲ့လိုမျိုးဟန်ဆောင်လိုက်ကြတယ်ငါရဲ့အကြည့်ကအဲ့ဒီမှာရှိတဲ့စပွဲမှာထိုင်နေတဲ့တယူးစီကိုတက်ရောက်သွားတယ်ငါမျက်ခုံးတွေကိုတွတ်လိုက်ပြီးအစီအစဉ်အစ်တစ်ခုကိုစဉ်းစားကအပြုံးတစ်ခုနဲ့အတူသူ့အနားကိုတိုးသွားပြီးသမီးဒီနေ့မမရဲ့စိတ်အခြေအနေကတော်တော်လေးကောင်းနေပုံရတယ်နော်လို့ပြောလိုက်တယ်ငါစကားတော့မဆုံးသေးခင်မှာပဲတခြားအမျိုးသမီးတစ်ယောက်ကငါစကားကိုကြားဖြတ်ပိတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲစတုထမြောက်အမချောင်းထီတီရဲ့အတန်ထွက်လာပြီးအန်ထန်မင်းလာတာတော့ပဲငါနေရာမှာလာထိုင်လိုက်ဦးလို့ပြောတယ်အဲ့ဒီစတုထမြောက်အမကတယူရဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်တယ်ငါကသူ့စကားကိုဂရုမစိုက်ပဲရည်ရွယ်ချက်ရှိနဲ့ကျွန်တော်သမီးစီရဲ့နေရာမှာထိုင်ဖို့စိတ်မဝင်စားပါဘူးနောက်မှဟင်ဒီယန်ချီပြန်လာလို့ငါတို့ကိုဒီလိုပုံစံနဲ့မြင်သွားရင်အလကားနေရင်အထင်လွဲစရာတွေဖြစ်ကုန်လိမ့်မယ်လို့တယောတဲ့လေတံနဲ့ပြောလိုက်တယ်ငါရဲ့ဒီလိုတယောစကားကိုကြားလိုက်ရုံနဲ့တယူရဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်နေတဲ့မိန်းကလေးဟာချက်ချင်းပဲသူ့နေရာကနေနောက်ကိုစုပ်ပေးလိုက်တဲ့စတုထမြောက်အမလည်းအဲ့ဒီနေရာကအခြေအနေဟာတိတ်မကောင်းဘူးဆိုတာကိုရိပ်မိသွားတယ်ဒါကြောင့်သူလည်းအဲ့ဒီကနေရုံထွက်ဖို့ပြင်ပြီးငါဒီဘက်မှာအလုပ်နည်းနည်းရှိသေးတယ်မင်းတို့နှစ်ယောက်စောကြလေငါသွားတော့မယ်လို့ပြောတယ်ဒါပေမဲ့ငါကသူ့လမ်းကိုပိတ်လိုက်တော့အဆုံးမှာတော့သူမတက်တာပဲငါစကားကိုနားထောင်လိုက်ရတယ်သူကကဲကောင်းပြီလေပြီးရင်ငါကင်တွေ့ရမယ့်အရေးကြီးတဲ့အလုပ်တစ်ခုရှိသေးတယ်ငါနှစ်ပွဲပဲစော့ပြီးပြန်တော့မယ်လို့ပြောတယ်ငါကသူ့ရဲ့အဖြေကိုဂရုမစိုက်ပဲစတုထအမမမတို့ဒီကစားပွဲမှာဘာကြီးဘာလောင်းစားစိုက်ထားကြတာလဲလို့ဓာတ်ရိုက်မေးလိုက်တဲ့စတုထအမကတယူဘက်ကိုခိုးကြည့်ပြီးငါတို့ကပျော်ယုံတက်စော့နေကြတာပါဘာလောင်းစားကြီးမမလုပ်ထားပါဘူးလို့ပြန်ဖြေတယ်ငါကလည်းအဲ့လိုတော့မလုပ်ပါနဲ့ပျော်ယုံတက်ပဲစော့တာကတော်တော်ပြင်းစရာကောင်းတာပဲကျွန်တော်မှတ်မိတဲ့လောက်တော့တောင်ပိုင်းရဲ့စင်ကြေဖုံးအရက်မှာသမီးကခန်းထားတဲ့ဗီလာပန်းဖြည့်စခန်းတစ်ခုစောက်ဖို့စီစဉ်နေတယ်မလားဟုတ်တယ်မလားတကယ်လို့ဒီနေ့မမတယူရှုံးသွားရင်အဲ့ဒီဗီလာပန်း
ဖြည့်စခန်းကိုဒီနေ့နိုင်တဲ့သူကိုလက်ဆောင်ဖြစ်ပေးလိုက်မယ်လေဘလို့လဲစင်ပြေမလားလို့ပြောပြီးစင်ခေါ်တဲ့အကြီးနဲ့တယူဘက်ကိုကြည့်လိုက်တဲ့ဘေးမှာထိုင်နေတဲ့စတုထအမကတော့စကားတခွန်းတောင်မဟုတ်တော့ဘူးဒီချစ်တော်လေးဟာသမီးကညစာစားပွဲသွားမဲ့ကိစ္စကြောင့်ရင်ထဲမှာအတော်လေးဒေါသထွက်ပြီးမနာလိုဖြစ်နေမှန်းသူအသေးချာသိနေလို့ပဲသမီးကဒီချစ်တော်လေးရဲ့ကြည်ကြတာတွေကိုပြီးခံရင်ခံလိုက်မယ်ဒါပေမဲ့ငါတို့အပေါ်ကိုတော့တနာညာတာမှမဟုတ်ဘူးတကယ်လို့ဒီကောင်လေးကဒီမှာသာပြဿနာရှာပြီးစူပူအောင်လုပ်ရင်အဲ့ဒီအကျိုးဆက်ကိုငါတို့ပဲခံရမှာမဟုတ်သေးပါဘူးဒီပွဲပြီးတာနဲ့ငါဒီကနေပြေးဖို့အကြောင်းပြချက်တစ်ခုခုရှာမှဖြစ်တော့မယ်လို့စတုထအမကတွေးနေခဲ့တယ်စတုထအမကသူ့အကြည့်ကိုတယူဘက်လွှဲလိုက်တယ်တယူကသူ့ကောင်းကိုညှိပြပြီးတည်ငြိမ်တဲ့လေတံနဲ့ကောင်းပြီလေဒါဆိုရင်စားလိုက်ကြရအောင်လို့ပြောတယ်စတုထအမနဲ့တခြားမိန်းကလေးတစ်ယောက်ဟာတယောက်ကိုတယောက်ကြည့်ပြီးတက်ပြင်းချလိုက်ကငါရဲ့ဒီပြဆက်အကွက်ထဲမှာမတက်တာပဲပါဝင်လိုက်ကြရတယ်ငါကတော့အဲ့ဒီနေရာမှာငါရဲ့ဒေါသကိုပုံချဖို့တက်ပဲထိုင်နေခဲ့တာငါတယူရဲ့မျက်နှာချင်းဆိုင်နေရာမှာအတိအကျထိုင်လိုက်ပြီးတယူကိုတမတ်တောင်မနိုင်စေရဘူးလို့စိတ်ပိုင်းဖြတ်ထားလိုက်တယ်သူ့ရဲ့ဖဲချက်တွေကိုပိတ်ဆို့ဖို့ဖြစ်နိုင်သည်ဖြစ်စေမဖြစ်နိုင်သည်ဖြစ်စေငါနီးမျိုးစုံနဲ့သူ့လမ်းကိုနှောက်ယှက်ခဲ့တယ်ငါရဲ့တခုလေးသောပန်းတိုင်ကတယူကိုပဲပြစ်မှတ်ထားပြီးစောဖို့ပဲနှစ်ပွဲအပြီးမှာတော့တယူရဲ့အမတ်အားလုံးလုံးဝကုန်သွားပြီးစတုထအမကရုတ်တရက်ဒီကစားပွဲရဲ့အနိုင်ရရှိသူဖြစ်သွားခဲ့တယ်တယူကတည်ငြိမ်ပြတ်သားတဲ့စကလုံးတွေနဲ့ငါမနှက်ဖြန်ကြရင်ပဲငါရဲ့ရှိနေကိုပြောပြီးအဲ့ဒီဗီလာပန်းဖြည့်စခန်းရဲ့စာရွက်စာတမ်းအားလုံးကိုမင်းနာမည်ပေါ်ပြောင်းပေးလိုက်မယ်လို့ပြောတယ်ငါကတော့ငါထိုင်ကုန်မှာပဲထိုင်နေခဲ့ပြီးငါရင်ထဲကဒေါသတွေလည်းအခုတော့နည်းနည်းငြိမ်သက်သွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲတယူကငါဘက်ကိုလှည့်ကြည့်တယ်သူ့ရဲ့နှက်ခမ်းစုံမှာအပြုံးဖြော့ဖြော့လေးတစ်ခုပေါ်လာပြီးသူကအေးလူလူပဲတကယ်ကိုနှမျောစရာကောင်းတာပဲအမှန်တော့အဲ့ဒီဗီလာပန်းဖြည့်စခန်းကိုငါစောက်ခဲ့တာကငါတို့ရဲ့အန်ထန်အဲ့ဒီမှာသူ့ရဲ့ကိုပိုင်ပါတီတွေလှုပ်လို့ရအောင်ဆိုပြီးရည်ရွယ်ခဲ့တာလို့ပြောတယ်ဒါကိုပြောပြပြီးတဲ့နောက်သူကတကယ်ကိုနောက်တရနေတဲ့ပုံစံမျိုးဟန်ဆောင်ပြပြီးအဲ့ဒီကနေထွက်သွားခဲ့တယ်ငါကတော့ငါထိုင်ကုန်မှာလုံးဝကိုစွန့်ပြီးအံ့ဩလို့ကြံရစ်ခဲ့တယ်ငါစိတ်ထဲကနေနေဦး1မိနစ်လောက်ဒါဆိုအဲ့ဒီဗီလာပန်းဖြည့်စခန်းကငါအတွက်စောက်ပေးနေတာပေါ့ဟုတ်လားဒါကြောင့်မို့လဲငါရည်ရွယ်ချက်ရှိနဲ့သူ့ကိုကစားပွဲမှာရှုံးအောင်လုပ်တာတောင်သူငါ့ကိုစိတ်မဆိုးခဲ့တာပဲဒါကတော့ငါခြေတော့ငါပြန်ပြီးပစိန်နဲ့ပေါက်လိုက်တယ်လို့ဖြစ်သွားတာပဲတောက်မမတယူကတော့တကယ်ကိုလဲပြီးမိုင်းရိုင်းတာပဲလို့တွေးမိတယ်ဒါကိုတွေးမိတာနဲ့ငါစတုထအမဘက်ကိုဒေါသတွေမနာလိုမှုတွေအပြည့်နဲ့ကြီးလိုက်မိတယ်စတုထအမကချက်ချင်းပဲပြတလဲနဲ့အန်ထန်တကယ်လို့မင်းအဲ့ဒီအပန်းဖြည့်စခန်းကိုလိုချင်ရင်ငါမင်းကိုပြန်ပေးလို့ရပါတယ်ဒါပေမဲ့မင်းအဲ့ဒါအတွက်မင်းရဲ့အမတယူကိုသွားပြီးဖြောင်းချရလိမ့်မယ်မဟုတ်ရင်တော့ငါလက်ကိုလေထဲမှာရမ်းပြလိုက်ပြီးအထာပြည့်နဲ့ပွဲထဲမှာရှုံးသွားပြီဆိုရင်ရှုံးတာပဲလေကျွန်တော်အဲ့ဒါကိုပြန်တောင်းနေတယ်လို့ဘယ်တော့မှပြောလို့လဲစတုထအမအခုကစပြီးအဲ့ဒီအပန်းဖြေစခန်းကမပိုင်ဆိုင်မှုဖြစ်သွားပြီလို့ပြောပြီးထိုင်ကုန်ကနေထကအပြင်ကိုထွက်လာခဲ့တယ်ငါတကားဝကိုရောက်တာနဲ့ချက်ချင်းပဲထာလီတုံးရဲ့ဖုန်းနံပါတ်ကိုခေါ်ပြီးမင်းအားလာပတ်ဖို့တခုခုကိုသွားပြီးတောက်စားပြောပါကြရအောင်လို့မေးလိုက်တယ်ငါစကားတော့မဆုံးသေးခင်မှာပဲငါရဲ့အရှိတဲ့မှာဇိမ်ခံကားတစ်စီးစိုက်လာပြီးရက်တဲ့ကားရဲ့မှန်တကားပွင့်သွားတဲ့အခါတယူရဲ့လှပတဲ့ဘေးတိုင်းမျက်နှာလေးကိုမြင်လိုက်ရတယ်သူကငါဘက်ကိုကြည့်မျက်ခုံးတစ်ဖက်ကိုပင့်လိုက်ပြီးညင်သာတဲ့လေတံနဲ့အန်ထန်မင်းရဲ့တက်တီတွေကတကယ်ကိုရဲတင်းလာတာပဲနော်အခုတော့ပတ်ကိုသွားဖို့အထိပြင်ဆင်နေပြီပေါ့သတိထားတော့မဟုတ်ရင်ငါမင်းကိုနောက်ထပ်6လလောက်အိမ်ပြင်မထွက်ရပိတ်ပင်လိုက်မယ်လို့ပြောတယ်ငါကသူ့ကိုတိုက်ရိုက်ပဲမမကတင်ဒီယန်ကြီးနဲ့ဘာလို့ညစာသွားစားမှလဲလို့မေးလိုက်တယ်သူကတော့အန်ထန်မင်းပါတာမင်းပဲခံမှန်းကြည့်လိုက်လေလို့ပြောပြီးကားမန်တင်ကမောင်းထွက်သွားခဲ့တယ်အဲ့ဒီနေရာမှာငါတယောက်တည်းကြံခဲ့ပြီးဒေါသတကြီးနဲ့တွားကြိတ်နေမိတော့တယ်တယူကငါ့ကိုပတ်သွားခွင့်တားမြစ်ထားတဲ့အတွက်ငါမှတခြားရွေးချယ်စရာမရှိတော့ဘူးငါအရက်ပလင်းတွေကိုဆွဲပြီးထာလီတုံးရဲ့အိမ်ကိုတက်သွားခဲ့တယ်ထာလီတုံးကတော့သူ့ဆိုင်ကင်းနဲ့အပြင်ကိုရှောက်လဲဖို့ပြင်ဆင်နေတာဒါပေမဲ့ငါရောက်လာတဲ့အတွက်သူ့ရဲ့အစီအစဉ်ကိုဖျက်လိုက်ရတယ်ငါသူ့ကိုမေးလိုက်တယ်ထာလီတုံးမင်းငါကိုပြောစမ်းပါဦးအဲ့ဒီအမျိုးသမီးရဲ့စိတ်ထဲမှာဘာတွေဖြစ်ပျက်နေတာလဲသူကအမြဲတမ်းယောက်ျားတွေနဲ့ဝေးနေတတ်တာမဟုတ်ဘူးလားအဲ့ဒါကိုတင်ဒီယန်ကြီးကစကား3ခုလောက်ပြောလိုက်ရုံနဲ့သူကဘလို့ဖြစ်ပြီးအတူတူညစာစားဖို့သဘောတူလိုက်ရတာလဲအဲ့ဒီနောက်ွယ်မှာဘာအကြောင်းပြချက်ရှိလို့လဲသူဘာကိုတက်တည်ပြချင်နေတာလဲထာလီတုံးကငါစကားတွေကိုအဆုံးထိနားထောင်ပြီးငါရဲ့ဒဏ်ရာဘိုးကိုစားပတ်လိုက်တယ်လို့မျိုး